ပေါင်းလောင်းကိုအစဉ်ဂွေးနံပါတ်4ကိုရောက်လာပါပြီဗျာနော်ဒီမှာ rest camp တစ်ခုရှိတယ်ဗျာဂွေးနံပါတ်4မှာလေဂွေးနံပါတ်3မှာလည်း rest camp တစ်ခုရှိတယ်ကျွန်တော်ကြော်ခဲ့တာမရိုက်လိုက်ရအောင်ဗျာခုကဂွေးနံပါတ်5ကိုရောက်ပါပြီအာလာလှလိုက်တဲ့ရှူကင်းကြီးဗျာနက်ပီရောက်နေသလားအောင်မရတယ်အောက်ကပေါင်းလောင်းစိန်နဲ့ပေါင်းလောင်းမျိုးနဲ့အားလာတဲ့ရှူကင်းတွေပါရှမ်းပြည်ရဲ့ဂယ်လှတဲ့နေရာတွေတကယ်သွားတာတန်ပါလေတကယ်ဆိုင်ကမောင်းတာလေတကယ်မိုက်ပါလေလမ်းကလည်းလုံးဝမတ်ဆောက်ပြီးကိုယ်ကောက်နေတာဒီနေရာတွေကအရန်ကိုလမ်းကလည်းကိုယ်ကောက်တယ်ဗျာပြီးတော့အရန်လည်းမတ်ပါလေဒီနေရာတွေကရှူခင်းကလည်းတအားကိုตาရပြီးလှပလာတယ်နက်တီကြတယ်တကယ်မိုက်တယ်ဂွေးနံပါတ်9ကိုရောက်ပါပြီခင်ဗျာဆက်လက်ပြီးပေါင်းလောင်းမျိုးမောင်းနေကြမှာပဲဖြစ်ပါတယ်ခင်ဗျာ